စမူစာရောင်းခဲ့ပြီးမဲ့ပရိသတ်အချင်းမလျော်သွားလို့စကြိုးစားမယ်ဆိုတဲ့ food blogger အေးတွေနာမည်ကြီး food blogger တယောက်ဖြစ်တယ်လို့စားလို့ရသမျှအကုန်စားပြမယ်ဆိုတဲ့အေးတွေကတော့ကိုရိုင်းစမူစာတွေထုတ်ရောင်းနေပါပြီ။ဒါပေမဲ့အယောင်လွန်သွားတာကြောင့်ပြဿနာတွေတက်ခဲ့ရပြီးအတန်ဖိုင်တွေပြန့်က online ပေါ်မှာအဆက်ကွဲခဲ့ရတာပါ။ဘယ်လိုပဲဝေဖန်သူတွေများပါကြီး food blogger အေးတွေကတော့အစားအသောက်မပြတ်သေးပါဘူး။ဘာလို့လဲဆိုသူမကိုအားပေးချစ်ခင်နေတဲ့ပရိသတ်တွေကြောင့်ပါ။မနာလိုသူတွေကဝေဖန်ပြောဆိုနေကြပြီမဲ့အေးတွေကတော့ဂယုကိုမဆိုင်ဘူးလို့ဆိုပါတယ်။အေးတွေကရုပ်ကလေးလဲလှသလိုအပြောကောင်းအဆိုကောင်းအစားလဲကောင်းတာကြောင့်သူမဘာပဲဖြစ်ဖြစ်ဝင်းရံမယ်ဆိုတဲ့အဖွဲကရှိနေပါတယ်။ဘလောက်ပဲမှားမှငါတို့ကတော့ချစ်တယ်ဆိုတဲ့မျက်နှာကြီးရဟင်းဖတ်ပါအဖွဲကမနှဲမနှောပါဒီလိုအမာခံပရိသတ်တွေကြောင့်ပဲအားကျရပြီးနောက်ထပ်လဲဆက်ကြိုးစားပါမယ်လို့မျက်နှာပြောင်းတိုက်စွာပြောလာနေတာပါ။သမီးလေးမွေးထားပြီမဲ့အရှက်ထိခါမနာပါစွာခုလိုလုပ်နေတာကတော့တကယ်မသိမ့်တော့ပါဘူးနော်။ခရိုနီတထေးကြီးကိုတည300နဲ့သိန်းပေါင်း1000ဘို့လောက်စမူစာရီရောင်းခဲ့ရရုံဒါမှကငယ်ချင်းနဲ့ပါပြန်ပေါင်းထုတ်ပြီးကလောမှာတာယာနေတာကထိတ်ခါမရှိတဲ့လောက်ရက်တွေပါအမားကိုအများကထောက်ပြတာတော့ပြန်တာမျိုးမရှိပဲပို့ပြီးအရွက်တိုက်ပြနေတာကတော့ပို့ဆိုးလွန်းပါတယ်ဒီကိစ္စမှာသူမလုံးဝမမှားပါဘူးဆိုပြီးပရိသတ်တွေကိုပြန်ရန်လုပ်နေုံဒါမှကအခုဆိုရင်အစားအသောက်မပြတ်ပျော့ပျော့ကြီးအလုပ်တွေပြန်လုပ်နေပြန်ပါပြီအစားတဲကသူတစ်ပါးစီကဖဲရာမအလကားမရတာကိုသိရနဲ့စမူစာဖန်းပြပြီးတကယ်မကြွေးပဲမျောလင်းချက်ပေးခဲ့တာကိုကမှားနေပြီးသားပါဘလောက်ပဲသမီးလေးအတွက်လို့ပြောနေပါစေကိုကျိုးအတွက်ခရိုနီသူထဲကိုရွေးပြီးပတ်သက်ခဲ့တာအဖေသားကြီးပါမိခင်တယောက်အနေနဲ့ဒီလိုဖြစ်နေလာကြောင်းသမီးလေးရဲ့အုတ်ထင်းခွင်ကိုဖခင်ကပြန်ယူတင်နေပါပြီဒီကိစ္စတွေကိုသူမကမရှက်ဘူးဆိုပေမဲ့သမီးလေးကတော့အញ្ញမ်းရှက်နေရှာမှာပါမိခင်ပေါ်အတူယူပြီးလမ်းမတောင်ရောက်သွားနိုင်တာမလို့ဆက်ပြီးအားပေးနေတဲ့ပရိသတ်တွေလည်းစဉ်းစားတင်နေပါပြီနော်ဒေဝရတ်တောင်သူ့ပရိသတ်နဲ့သူရှိတာမလို့ဒီလိုအမားကိုလက်ခံပြီးအားပေးနေတဲ့အဖွဲရှိနေတာမထူးဆန်းတော့ပါဘူးစမူစာပဲမြင်ပြီးမာယာတွေမမြင်ခဲ့တဲ့အဖိုးကြီးပလဲမှန်တယ်လို့တော့ပြောမရပါဘူးကို့အနေထားကိုသိက္ခာတွေကိုထိန်းကြဖို့ကောင်းပါတယ်အခုမှစမူစာရောင်းသူနဲ့ဝေသူအစင်မပြေလို့အတန်ဖိုင်တွေပေါ်လာပြီးအမားကိုဝေဖန်နေကြတာကိုဝေဖန်သူတွေပဲမနာလိုတာလို့တဖန်ပြန်ပြောနေတာကလည်းအေးသွဲပါပဲ။ online ပေါ်မှာမျက်နှာပြောင်းတိုက်ပြီးနေပြောရပေနဲ့အပြင်ပတ်ဝန်းကျင်ကိုဘယ်လိုမျက်နှာနဲ့ရင်ဆိုင်နေသလဲကတော့စဉ်းစားစရာပါပဲ။အရင်ကတော့တကိုယ်တည်းတော့ပါတဲ့ single mother အဖြစ်လေးစားခဲ့သမျှတွေကိုအမှန်တရားဘတ်တော်သားပရိသတ်တွေကတော့နောင်တော့ရနေကြပါပြီ။မိခင်တယောက်အနေနဲ့ဂုံတိတ်ခါရှိစွာရက်တည်နေကြတဲ့အမျိုးသမီးလေးတွေကြားထဲမှာသူမရဲ့လုပ်ရက်ကတော့တော်တော်ရှက်စရာပါ။ဒါကိုနောင်တမရှိပဲကိုပိုင်နဲ့စမူစာရောင်းတာမနာလို့စရာအကြောင်းမရှိဘူးဆိုပြီးမျက်နှာပြောင်းတဲ့အလုပ်တွေဆက်လုပ်နေတဲ့အေးသွဲတဲ့အပြုတ်မှုတွေအပေါ်မှာဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့တော့ဘယ်လိုထင်တယ်လဲဆိုတာပြောပြခဲ့ပါအောင်နော်ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းသတင်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာမလို့ပရိသတ်ကြီးတို့ကစောင့်ကြည့်အားပေးကြပါဦးနော်